စီရိုနယ်တိုအတွက်အိမ်မက်ထက်ဈေးကြီးတဲ့အရာစီရိုနယ်တိုမှာအိမ်မက်ကြီးနှစ်ခုရှိရဲဆိုတာအားလုံးသိကြပါတယ်တကူကကစားသမားဘွားအနားမြုပ်ခင်သွင်းကို1000ပြေးမြောက်ဖို့နောက်ထပ်တကူကတော့ပေါ်တူဂီသင်းနဲ့တူကမ္ဘာဖလားချန်ပီယံဆုရယူနိုင်မှုစီရိုနယ်တိုရဲ့အမာကန်ပရိသတ်တွေနဲ့တူအကောင်းမြင်စိတ်နဲ့တွေးကြည့်မယ်ဆိုရင်တော့ဘယ်အိမ်မက်အရင်ပြေးမြောက်နိုင်မလဲပေါ့လက်ရှိချိန်ကကမ္ဘာဖလားပြိုင်ပွဲရှင်မြန်ကစားနေတဲ့ချိန်ဖြစ်ပြီးအုပ်စုစင်ကိုလွန်မြောက်လို့ရှုံးထွက်စင်ကိုရောက်ရှိနေပြီဖြစ်တာကြောင့်ကမ္ဘာဖလားချန်ပီယံအိမ်မက်ကအရင်ပြေးမြောက်နိုင်တာပါသွင်းကို1000ပြေးဖို့က25ဂိုးလိုနေသေးလို့ဒီပြိုင်ပွဲမှာမဖြစ်နိုင်ပါဘူးကမ္ဘာဖလားချန်ပီယံဆုကိုဂိုးသွင်းပြင်ဆုနဲ့တူရယူနိုင်ခဲ့မယ်ဆိုရင်တော့ဂိုး1000ပြေးဖို့ပိုနီးဆက်သွားပြီးတားရွှေကိုထန်းငယ်ဆိုင်တယ်လို့မျိုးဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့အုပ်စု3ပွဲမှာ2ဂိုးသာသွင်းယူနိုင်ခဲ့တဲ့အနေအထားအရလက်ရှိမှာ6ဂိုးစီသွင်းယူထားကြပြီဖြစ်တဲ့မက်ဆီနဲ့အမ်ဘာပေ9ဂိုးစီသွင်းယူထားကြတဲ့ဟာရီကိန်းနဲ့ဟာလန်တို့ကြော်ဖြတ်ဖို့ဆိုတာကတရားမင်းစင်းကြရမလို့ဖြစ်နေတာပါဒါပြင်စီရိုနယ်တိုရဲ့အမာကန်ပရိသတ်တွေတောင်မှရှုံးထွက်ဆင်လဲဘာဖြစ်သေးလဲအခွင့်ရရင်ဂိုးတွေသွင်းနိုင်မှာပဲလို့မတုံးဝန်းနဲ့အမှတ်တမ်းစိုးတစ်ခုဒီနေရာမှာရှိနေပါသေးတယ်အဲ့ဒါကတော့စီရိုနယ်တိုအနေနဲ့ကမ္ဘာဖလားရှုံးထွက်ဆင်မှာဂိုးမသွင်းမှုသေးတာပါစီရိုနယ်တိုကကမ္ဘာဖလားပြိုင်ပွဲမှာ6ကြိမ်ရှင်ပြိုင်ပြီး6ကြိမ်စလုံးဂိုးသွင်းနိုင်ခဲ့တဲ့ရှာမရှာတဦးရဲသောကစားသမားဖြစ်ပါတယ်မက်ဆီကလက်ရှိချိန်မှာကမ္ဘာဖလားသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်နေပေမဲ့2010ကမ္ဘာဖလားမှာဂိုးမသွင်းနိုင်ခဲ့တာကြောင့်ကမ္ဘာဖလား9ကြိမ်မှာသာဂိုးသွင်းနိုင်ခဲ့တာပါစီရိုနယ်တိုရဲ့ကမ္ဘာဖလား6ကြိမ်ဆက်ဂိုးသွင်းနိုင်ခဲ့တဲ့စံချိန်မှတ်တမ်းကိုတခြားကစားသမားတွေလိုက်မိဖို့ဆိုတာကမဖြစ်နိုင်သလောက်ပါ။ဘာပြီးနောက်ထပ်ကမ္ဘာဖလား3ကြိမ်ကစားပြီးဂိုးသွင်းနိုင်အောင်မှရမားနောက်ထပ်ကမ္ဘာဖလား9ကြိမ်ကစားပြီးဂိုးသွင်းနိုင်အောင်မှဖြစ်တော့မယ့်အရာပါ။ဒီလိုမျိုးကန်နဝဲမြောက်စံချိန်မှတ်တမ်းကိုစီရိုနယ်တိုပိုင်ဆိုင်ထားပေမဲ့မျက်နှာငယ်စရာမှတ်တမ်းစုတစ်ခုရှိနေတာကိုလည်းဖျောက်ဖျက်ပြစ်လို့မရနိုင်ပါဘူး။စီရိုနယ်တိုကကမ္ဘာဖလား6ကြိမ်မှာ25ပွဲကစားပြီး10ဂိုးသွင်းယူထားပါတယ်။ဒါကြောင့်ဂိုးသွင်းအများဆုံးစစ်မှာအဆင့်17နေရာမှာရပ်တည်နေပေမဲ့ကမ္ဘာဖလားရှုံးထွက်ဆင့်ရှင်မြန်ခဲ့တဲ့10ပွဲမှာတော့တကူမှမသွင်းယူနိုင်ခဲ့ပါဘူး။ဒါကတော့ကျင်းစာစိုးကြီးတစ်ခုလိုပါပဲ။စီရိုနယ်တိုကကမ္ဘာဖလားပြိုင်ပွဲကိုအသက်22နှစ်အရွယ်2006ကမ္ဘာဖလားမှာကလေးကစတင်ဆင်နွှဲခဲ့ရသူဖြစ်တာကြောင့်အနုပြုဆုံးအချိန်ကာလခြေစွမ်းအကောင်းဆုံးအချိန်ကာလစသဖြင့်ပုံစံမျိုးစုံနဲ့ဆင်နွှဲခဲ့ရတာပါ။ရှုံးတဲ့စနစ်မှာလည်း16တင်ဆင်ကနေဆီမီဖိုင်နယ်အထိအဆင့်မျိုးစုံပါဝင်ခဲ့ပြီးစီရိုနယ်တိုကဘယ်အဆင့်မှဂိုးမသွင်းနိုင်ခဲ့တာပါ။စီရိုနယ်တိုရဲ့လက်ရွေးစင်ကစားသမားဘဝတက်တန်းအတွင်းပေါ်တူဂီအသင်းကအမြင့်ဆုံးစတုတ္ထနေရာပဲရရှိခဲ့ပူပါတယ်။စီရိုနယ်တိုပထမဆုံးရှစ်မြိုင်ခွင့်ရခဲ့တဲ့2006ကမ္ဘာဖလားမှာစတုတ္ထရခဲ့တာဖြစ်ပြီးတော့အီရန်နဲ့အုပ်စုပွဲမှာစီရိုနယ်တိုကတကူသွင်းနိုင်ခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်၄ပွဲစလုံးမှာစီရိုနယ်တိုကဂိုးမသွင်းနိုင်ခဲ့ပါဘူး။အဲ့နောက်2010ကမ္ဘာဖလား16တင်စစ်2018ကမ္ဘာဖလား16တင်စစ်2022ကမ္ဘာဖလား16တင်စစ်နဲ့ကွာတာဖိုင်နယ်အဆင့်တွေမှာလည်းဂိုးမသွင်းနိုင်ခဲ့တာကြောင့်စီရိုနယ်တိုရဲ့ရှုံးထွက်အဆင့်ဂိုးမသွင်းနိုင်တဲ့မှတ်တမ်းက10ပွဲရှိခဲ့တာပါ2014ကမ္ဘာဖလားမှာတော့ပေါ်တူဂီတင်းကအုပ်စုအဆင့်နဲ့ပဲအဆုံးသတ်ခဲ့ရတာပါအခု2026ကမ္ဘာဖလားမှာစီရိုနယ်တိုကကမ္ဘာဖလားရှုံးထွက်အဆင့်ကို9ပွဲမြောက်ဖြစ်ရှင်မြန်ကစားရတော့မှာပါပြိုင်ပွဲကခရိုအေးရှားဖြစ်ပြီးပေါ်တူဂီလိုပဲအုပ်စုဒုတိယနေရာနဲ့32သင်းစင်ကိုတက်ရောက်လာခဲ့တာပါခရိုအေးရှားတင်းကိုလည်းဝိုင်းကစားသမားမို့တွေကဥဆောင်နေတာကြောင့်ဘယ်သူလက်ပြနှုတ်ဆက်ရတဲ့ပွဲဖြစ်မလဲလို့ညှို့ဆိုမှုတွေလည်းရှိနေကြပါတယ်။နှစ်ဦးစလုံးကအသက်အရွယ်ရနေပြီဖြစ်တာကြောင့်ဒီပွဲမှာရှုံးနေခဲ့ရင်ဒီပြိုင်ပွဲကိုကမ္ဘာဖလားပြိုင်ပွဲကိုပါအပိထိုင်နှုတ်ဆက်ရမယ့်အခြေအနေလည်းဖြစ်နေပါတယ်။စီရိုနယ်တိုအတွက်တော့အိမ်မက်အကြီးနှစ်ခုတည်းကတစ်ခုကိုထာဝရနှုတ်ဆက်လိုက်ရတယ်လို့ဖြစ်သွားမှာပါ။ဒီထက်ပိုပြီးတော့ဆိုတာကလေရွေးစင်ကစားသမားဘဝအဆုံးသက်ချိန်မှာကမ္ဘာဖလားချန်ပီယံဆုမရခဲ့ဘူးဆိုတဲ့မှတ်တမ်းထက်ကမ္ဘာဖလားရှုံးထွက်စစ်မှာ9တောင်မသွင်းနိုင်ခဲ့ဘူးဆိုတဲ့မှတ်တမ်းပိုင်းဆိုင်သွားမှာပါ။ဒါကြောင့်ဒီချက်ကစီရိုနယ်တိုရဲ့အိမ်မက်တွေထက်အရေးကြီးတဲ့အရာဈေးကြီးတဲ့အရာလို့သတ်မှတ်လိုက်ရတာပါ။